အကျက်တဲလာတော်လန်ရေးလာနာရီလောကတမိုင်းကြောင်းမှာဆွစ်ဇာလန်လူမျိုးတွေက Quartz Crisis Quartz အကျက်တဲလို့ခေါ်တဲ့ဖြစ်ရပ်တစ်ခုရှိခဲ့မှုပါတယ်။ဒါဟာနာရီလောကရဲ့ကမ္ဘာပြက်ကပ်ပါပဲ။အလုတ်ကင်ပေါင်း6000လောက်ပျောက်ဆုံးပြီးရှေးရိုးရာနာရီလုပ်ငန်းပေါင်း1000လောက်ပိတ်သိမ်းခဲ့ရတဲ့အဖြစ်ဆိုးကြီးပါ။ဒါပေမဲ့ကမ္ဘာအရှိတ်ချမ်းကတိုကျိုမြို့မှာရှိတဲ့ကုမ္ပဏီတစ်ခုကိုမေးကြည့်မယ်ဆိုရင်တော့သူတို့ကဒါကိုအကျက်တဲလို့မခေါ်ပါဘူး။သူတို့ကဒါကို Quartz Revolution Quartz တော်လှန်ရေးလို့ခေါ်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်တို့အဲ့ဒီကုမ္ပဏီရဲ့အကြောင်းကိုပြောပြသွားမှာပါဂျပန်နိုင်ငံကင်ဇာရက်ကွက်ကဆိုင်ငန်းချင်းလေးကနေစတင်ခဲ့ပြီးတိုကျိုမြို့ကြီးပြကျသွားစေတဲ့ငလင်တန်ကိုကြက်ကြန့်ခံခဲ့တယ်လို့ဆက်သွားနိုင် mechanical ကိုအကောင်းဆုံးဖန်တီးနိုင်ဖို့ကုမ္ပဏီအတွင်းမှာပြည်တွင်းစစ်ဆင်နွှဲခဲ့တဲ့အကြောင်းပြီးတော့သူတို့အောင်မြင်မှုအထွတ်ထိပ်ရောက်နေချိန်မှာပဲသူတို့ကိုယ်တိုင်ဖန်တီးလိုက်တဲ့နည်းပညာသစ်နဲ့ကိုပြန်ပြီးစိန်ခေါ်ခဲ့တဲ့အကြောင်းတွေပါရှုံးပွဲအိုင်ထဲကစပားခင်းတွေကနေလေဟာနဲ့အာကာသတဲ့အထိဒါဟာစိတ်ခေါ်ရဲ့တမိုင်းကြောင်းအစအဆုံးပါပဲစိတ်ခေါ်အကြောင်းကိုနားလည်ဖို့ဆိုရင်1880ခုနှစ်ကဂျပန်နိုင်ငံရဲ့အခြေအနေကိုအရင်သိဖို့လိုပါမယ်အဲ့ဒီအချိန်ကဂျပန်ဟာရာစုနှစ်ပေါင်းများစွာတကားပိတ်ဝါဒကျင့်သုံးခဲ့ရာကနေကမ္ဘာကြီးနဲ့အဆက်အသွယ်ဆလုပ်တဲ့အချိန်မှာအနောက်တိုင်းနည်းပညာတွေဝင်ရောက်လာသလိုအချိန်သတ်မှတ်ပုံစနစ်ကလည်းပြောင်းလဲသွားပါတယ်ရာသီဥတုအလိုက်အချိန်သတ်မှတ်တဲ့စနစ်ကနေ24နာရီစနစ်ကိုပြောင်းလဲလိုက်တဲ့အချိန်ပေါ့ဒီအချိန်မှာခင်တရိုအတိုရီဆိုတဲ့လူငယ်လေးပေါ်ထွက်လာပါတယ်။သူကအသက်22နှစ်ပဲရှိပါသေးတယ်။တခြားလူငယ်တွေဥပဒေတို့နိုင်ငံရေးတို့လေ့လာနေချိန်မှာသူကတော့နာရီတွေကိုဆွဲလန်းနေခဲ့ပါတယ်။သူကဂင်ဇာရက်ကွက်မှာကီအတိုရီအန်ကိုဆိုတဲ့ဆိုင်လေးကိုဖွင့်လိုက်ပါတယ်။အဲ့ဒီခေတ်ကဆိုင်များစုဟာဆွစ်ဇာလန်သို့မဟုတ်အမေရိကန်ကတင်သွင်းတဲ့နာရီတွေကိုပဲရောင်းကြတာပါ။ဒါပေမဲ့အတိုရီကမတူပါဘူး။သူကဝန်ဆောင်မှုကိုအဓိကထားပါတယ်။တခြားဆိုင်တွေကလက်မခံတဲ့ပြက်နေတဲ့နာရီတွေကိုသူကပြင်ပေးတယ်။ဟတ်တိုရီစီကဝယ်ရင်စိတ်ချရတယ်ဆိုတဲ့နာမည်ကောင်းကိုသူတိဆောက်ခဲ့ပါတယ်။ဒါပေမဲ့သူကရောင်းယုံတက်တက်နဲ့အားမရပါဘူး။ကိုယ်တိုင်ထုတ်လုပ်ခြင်းစိတ်ရှိလာပါတယ်။1892ခုနှစ်မှာသူကစွန့်ပစ်ထားတဲ့ဖန်ဆက်ယုံဟောင်းတစ်ခုကိုဝယ်ပြီးစိတ်ကရှက်လို့နာမည်ပေးလိုက်ပါတယ်။ဂျပန်လိုစိတ်ခေါ်ဆိုတာတိကျခြင်းသို့မဟုတ်လက်ရမြောက်ခြင်းလို့အဓိပ္ပာယ်ရပြီးရှာကတော့အိမ်တော်သို့မဟုတ်စက်ယုံပါပေါင်းလိုက်တော့တိကျမှု၏အိမ်တော် House of Precision ပေါ့သူတို့ကနေရန်ကတ်နာရီတွေကနေစတင်ခဲ့ပါတယ်အရေးသွေးကောင်းပါတယ်ဒါပေမဲ့အတိုရီရဲ့မျက်လုံးတွေကအဲ့ဒီခေတ်ကဂုံရှင်ကြီးမားတဲ့အိတ်ဆောင်နာရီဖာကဝါကျွေစီမှာရောက်နေပါတယ်ဒါပေမဲ့နေရန်ကတ်နာရီလောက်တာနဲ့အိတ်ဆောင်နာရီလောက်တာကမိုးနဲ့မြေလို့ကွာပါတယ်ကားတစ်စီးတိဆောက်တာနဲ့ microchip တစ်ခုတိဆောက်တယ်လို့ကွာခြားတဲ့နည်းပညာပါ1895မှာသူတို့ရဲ့ပထမဆုံးအိတ်ဆောင်နာရီထိုင်းခီဖုတ်ကိုထုတ်လုပ်နိုင်ခဲ့ပါတယ်ဒါပေမဲ့ဟာတိုရီကအနာဂတ်ကိုကြိုမြင်ခဲ့ပါတယ်စစ်တပ်ထဲကလူတွေအလုရှုပ်တဲ့လူတွေဟာအိတ်ကက်ထဲကနာရီကိုနှိုက်ကြည့်ဖို့အချိန်မရှိတော့ဘူးဆိုတာသူသိနေပါတယ်1913ခုနှစ်ပထမကမ္ဘာစစ်မဖြစ်ခင်လပိုင်းလိုမှာစီကော့ရှာက World ကိုထုတ်လုပ်လိုက်ပါတယ်ဒါဟာဂျပန်နိုင်ငံရဲ့ပထမဆုံးလက်ပတ်နာရီပါဒီနေ့ခေတ်စံနှုန်းနဲ့ကြည့်ရင်တော့ရှိကြပေမဲ့ဒါဟာအစပြုခြင်းပါပဲသူတို့ဟာအရှိတိုင်းရဲ့နာရီဘရင်အဖြစ်နာမည်ကြီးလာခဲ့ပါတယ်အဲ့ဒီလိုအချိန်ရနေချိန်မှာပဲမြေကြီးတွေတုန်ခါလာခဲ့ပါတော့1923ခုနှစ်စက်တင်ဘာလ1ရက်နေ့ Great Kanto ငလင်ကြီးလှုပ်ခတ်ပါတယ်10မိနစ်လောက်ကြာတဲ့ဒီငလင်ကြောင့်တိုကျိုတစ်မျိုးလုံးပျက်စီးသွားပါတယ်စေကော့ရှာစက်ယုံလားမရှိတော့ပါဘူးရုံးချုပ်လားမီးထဲပါသွားပါပြီခင်ထရောဟတ်တိုရီဟာအရာအလုံးဆုံးရှုံးသွားပါတယ်စက်ယုံကုန်ပစ္စည်းဒီဇိုင်းပုံစံတွေအကုန်ပါပဲဒါပေမဲ့အဆိုးဆုံးကတော့ပြင်ဖို့လာအပ်ထားတဲ့ဖောက်တယ်တွေရဲ့နာရီ1500လောက်မီးထဲပါသွားတာပါပဲဒီအချိန်မှာဟတ်တိုရီရဲ့ဆုံးဖြတ်ချက်ကကုမ္ပဏီရဲ့ကံကြမ္မာကိုအဆုံးဖြတ်ပေးလိုက်ပါတယ်သူကဒေဝါလီမခံပါဘူးအဲ့ဒီအစာကြီးမားတဲ့ချင်းငွေတစ်ခုကိုယူလိုက်တယ်ပြီးတော့သတင်းစာထဲမှာကြော်ညာထည့်ပါတယ်မိလောင်မှုအတွင်းမှာနာရီလာပြင်းရင်ဆုံးရှုံးသွားတဲ့သူတိုင်းကိုနာရီအတစ်တလုံးအခမဲ့ပြန်ပေးပါမယ်တဲ့စီးပွားရေးအရာကြည့်ရင်ဒါဟာကိုယ်တည်တွင်ကိုတူးတာပါပဲဒါပေမဲ့ငွေနဲ့ဝယ်လို့မရတဲ့အရာတစ်ခုကိုသူရလိုက်တယ်အဲ့ဒါကတော့လူထုရဲ့ယုံကြည်မှု public trust ပါပဲတနှစ်အကြာ1924မှာတော့စက်ယုံတစ်ကနေပထမဆုံးနာရီထွက်လာပါတယ်ဒီတစ်ခါတော့ဒိုင်ခွက်ပေါ်မှာဝရလို့မရေးတော့ပါဘူးစီကော့ရှလို့လည်းမရေးတော့ပါဘူးစီကော့ဆိုတဲ့စာလုံးကိုပထမဆုံးစတင်သုံးစွဲလိုက်ပါတယ်ကျွန်တော်တို့စစ်ကာလတွေကိုကြော်ပြီး1950ပြည့်လွန်နှစ်တွေကိုတွားကြရအောင်ဂျပန်နိုင်ငံစီးပွားရေးပြန်လည်ထူထောင်နေချိန်မှာစီကိုကလည်းအရေးသွေးကိုမြင့်တင်နေပါတယ်
ဒါပေမဲ့သူတို့မှာပြဿနာတစ်ခုရှိတယ်အဲ့ဒါကတော့ဆွစ်ဇာလန်ပါပဲ1950ပြည့်လွန်နှစ်တွေမှာဆွနာရီတွေကရွှေစံနှုန်းဖြစ်နေပါပြီစိတ်ကိုနာရီတွေကတော့ပြောရရင်မစိုးဘူးဆိုတဲ့အဆင့်ပဲရှိပါသေးတယ်ခိုင်ခန့်တယ်ဒါပေမဲ့မတိကျဘူး chronometer အဆင့်မမီဘူးပေါ့ဒါကြောင့် cycle ဟာခေတ်သစ်စီတွေဘယ်တော့မှခွင့်ပြုမှာမဟုတ်တဲ့လုပ်ရက်တစ်ခုကိုလုပ်လိုက်ပါတယ်အဲ့ဒါကတော့ပြည်တွင်းစစ်ဖန်တီးလိုက်တာပါပဲcycle မှာအဓိကစက်ရုံ2ရုံရှိပါတယ်တရုံကတောင်ပေါ်ဒေသမှာရှိတဲ့စုဝတ်ဖြစ်ပြီးနောက်တစ်ရုံကတိုကျိုမြို့တဲကဂမီဒူလို့ခေါ်တဲ့တဲနေဒုတိယစိတ်ကောက်ရှာစက်ရုံပါရုံချုပ်ကဒီစက်ရုံ2ရုံကိုပူးပေါင်းခိုင်းမဲ့အစားပြန်ခိုင်းလိုက်ပါတယ်မင်းတို့နှစ်ဖွဲ့လုံးအကောင်းဆုံးဖြစ်ချင်ရင်တိုက်ခိုက်ကြကွာဆိုပြီးလှုပ်ပေးလိုက်တာပါသူတို့ကဒီဇိုင်းတွေမမျှဝေကြဘူးအပိုပစ္စည်းတွေမငှားကြဘူးအင်ဂျင်နီယာချင်းလည်းမိတ်မဖွဲ့ကြပါဘူးတကယ်ပြိုင်ဘက်တွေပါစူဝဘက်ကတိကျမှုတစ်နေ့9စက္ကန့်กว่าတဲ့နာရီလှုပ်လိုက်ရင်တဲ့နာဘက်က4စက္ကန့်ပဲกว่าတဲ့နာရီရအောင်ညလုံးပေါက်ကြိုးစားကြတယ်1960မှာရှိုးအဖွဲ့ကပထမဆုံးထိုးနှက်လိုက်ပါတယ်သူတို့က Grand Seagull ဆိုတဲ့နာရီကိုထုတ်လုပ်လိုက်တယ်ဒါဟာဆွစ်ဇာလန်ကိုစိန်ခေါ်လိုက်တဲ့စစ်ကြေညာစာတမ်းပါပဲနိုင်ငံတကာစံနှုန်းတွေနဲ့အညီတိကျမှုရှိအောင်ဖန်တီးထားတာပါနောက်တစ်နှစ်မှာပဲဒေနာဘက်က King Seiko နဲ့တုံ့ပြန်ပါတယ်နောက်ထပ်10စုနှစ်တစ်ခုလုံးဒီစက်ရုံတစ်ခုဟာအပြိုင်ဆိုင်ထုတ်လုပ်ရင်း Grammar of Design လို့ခေါ်တဲ့ Design Theory ပေါ်လာပါတယ်ကြောက်မြတ်ရတနာတပွင့်မှမပါပဲစိန်တပွင့်လိုတောက်ပနေအောင်နိုင်ကိုယ်တွေကိုထောင်ချိုးတွေနဲ့ဖန်တီးထားတာပါဒါပေမဲ့တကယ်စစ်မြေပြင်ကဂျပန်မှာမဟုတ်ပါဘူးဆွစ်ဇာလန်မှာပါ Neutral Observatory Trails လို့ခေါ်တဲ့နိုင်တိကျမှုပြိုင်ပွဲကြီးပေါ့ဒါဟာနိုင်လောကရဲ့အိုလံပစ်ပွဲပါပဲ1964မှာစီးခေါပထမဆုံးသွားပြိုင်တယ်ရလက်ကတော့အသက်ခံလိုက်ရတယ်လို့ပါပဲအဆင့်144ချိတ်ပါတယ်အရန်ကိုရှက်ဖို့ကောင်းတဲ့ရလက်ပေါ့ဒါပေမဲ့မမေ့ပါနဲ့သူတို့ကပြပုံထဲကနေပြန်ထလာတဲ့ကုမ္ပဏီပါ1965မှာပြန်လာတယ်တိုးတက်လာတယ်66မှာပိုကောင်းလာတယ်1968ရောက်တော့စိတ်ခနာရီတွေဟာ mechanical accuracy ဆက်သွားတိကျမှုအပိုင်းမှာထိပ်ဆုံးရောက်လာပြီးနောက်ဆုံးမှာဆွစ်ဇာလန်ကဒီပြိုင်ပွဲကိုဖျက်သိမ်းလိုက်ရတဲ့အထိဖြစ်သွားပါတယ်အင်ဂျင်နီယာတွေအပြိုင်ဆိုင်ဖြစ်နေချိန်မှာပဲ marketing အဖွဲ့ကအောင်ပွဲတစ်ခုရလိုက်တယ်1964တိုကျိုအိုလံပစ်ပွဲပါ Seiko ဟာ official timekeeper ဖြစ်လာပါတယ်သူတို့ကရိုးရိုးအချိန်မှတ်နာရီတွေတည်လာတာမဟုတ်ပါဘူးပထမဆုံး quartz crystal နာရီကြီးတွေကိုတည်လာတာပါစပွဲခုံလောက်ကြီးပေမဲ့ကဘာပေါ်မှာဘယ်သူမှမမြင်ဘူးလောက်အောင်တိကျပါတယ်အဲ့ဒီနည်းပညာကြီးကရှူဝါကအင်ဂျင်နီယာတွေကိုအနေရများတဲ့အတွေ့အကြုံပေးလိုက်တယ်ဒီလောက်ကြီးတဲ့ quartz နာရီကိုလက်ပတ်နာရီဖြစ်အောင်ချုံလိုက်ရင်ဘာဖြစ်မလဲ1969ခုနှစ်ဒီဇင်ဘာ25ရက်မိသားစုတွေခရစ်စမတ်လက်ဆောင်ဖွင့်ဖောက်နေချိန်မှာစီကော့ကတော့ကဘာကိုဘုံတစ်လုံးကျဲချလိုက်ပါတယ်Quartz Astron ကဘာပထမဆုံးတက်ခဲသုံးလက်ပတ်နာရီပါဒါဘာလို့အရေးကြီးတာလဲနားလည်ဖို့ဆိုရင်ဆက်သွားနာရီဘလို့အလုပ်လုပ်လဲဆိုတာသိရပါမယ်ဆက်သွားနာရီကတံပတ်မောင်းတဲ့ spring နဲ့ချိန်တီးပြီး balance wheel ကိုသုံးပါတယ်ဒါကရုပ်ဝတ္ထုပစ္စည်းမို့လို့ဆွဲငင်အားအပူချိန်နဲ့လှုပ်ခါမှုတွေအပေါ်မူတည်ပြီးအချိန်ပြောင်းလဲရှိနိုင်ပါတယ်Astron မှာတော့ balance wheel နေရာမှာ quartz crystal တလင်းကြောင့်နဲ့အစားထိုးလိုက်ပြီး mainspring နေရာမှာတက်ခဲကိုသုံးလိုက်ပါတယ်quartz ကိုလျှက်စစ်ဖြက်စီးလိုက်ရင်သူကတုံခါပါတယ်ဆက်သွားနာရီလိုတစ်စက္ကန့်9ကြိမ်လောက်တုံခါတာမဟုတ်ပဲတစ်စက္ကန့်ကိုအကြိမ်ရေ8192ကြိမ်တုံခါပါတယ်တိကျမှုကတရက်မှာဘယ်နှစ်စက္ကန့်မှလဲဆိုတဲ့အဆင့်ကနေတစ်နှစ်နေမှဘယ်နှစ်စက္ကန့်ပဲမှားတယ်ဆိုတဲ့အဆင့်ကိုရောက်သွားပါတယ်ဈေးနှုန်းကတော့ရန်လေးသိန်းခွဲပါအဲ့ဒီခေတ်က Toyota Corolla ကားတစ်စီးစာဈေးရှိပါတယ်စိန်ခံပစ္စည်းပေါ့ဒါပေမဲ့ Seiko ကဒီနည်းပညာကိုမူပိုင်ခွင့်ဖယ်တယ်မလုပ်ခဲ့ပါဘူးလွတ်လပ်စွာဖွင့်ပေးလိုက်ပါတယ်သူတို့က quartz ကိုကမ္ဘာစံနှုန်းဖြစ်စေချင်တာပါဒီဆုံးဖြတ်ချက်ကဆွစ်ဇာလန်နာရီလောကကိုအကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်ပြက်လွယ်ပြီးဈေးကြီးတဲ့ roller ကတစ်လုံးကိုဘာလို့ဝယ်မလဲဈေးသက်သာပြီးခိုင်ခန့်ပြီးအလွန်တိကျတဲ့ Seiko quartz ရှိနေမှာတော့လေ1980နောက်ပိုင်းမှာတော့ Seiko ဟာကမ္ဘာအကြီးဆုံးနာရီကုမ္ပဏီဖြစ်လာပါတယ် James Bond Roger Moore ခေတ်ရဲ့လက်ကောက်ဝတ်မှာတောင် Seiko ကိုတွေ့ရတဲ့အထိပါပဲ quartz ဒေါ်လာရေးဖြစ်နေချိန်မှာပဲတကယ်မြေပြင်လက်တွေ့ဘဝမှာတော့ Seiko ဟာ Tool Watch ကရိယာ3နာရီထုတ်လုပ်သူအဖြစ်နာမည်ရနေပါပြီ1968မှာရေငုပ်သမားတယောက်စီကနေစာတစောင်ရောက်လာပါတယ်ခမားတို့နာရီတွေကသုံးမရဘူးရေအနက်မီတာ300လောက်ရောက်ရင်ဟီလီယမ်ဓာတ်ငွေ့တွေဝင်ပြီးနာရီမှန်ပွင့်ထွက်ကုန်တယ်လို့ရေးထားတာပါ
စီခောက်ကဒါကိုအလေးနဲ့ထားခဲ့ပါတယ်အဖြေရှာဖို့9နှစ်အချိန်ယူခဲ့တယ်ရလက်ကတော့တူနာငါလို့ချစ်စနိုးခေါ်ကြတဲ့နာရီပါပဲတိုက်တီနီယန်ကိုယ်တယ်နဲ့အကာအကွယ် Shroud ပါဝင်တဲ့တတဝါကြီးပေါ့စွနာရီတွေလို Helium escape valve မလိုပါဘူးဘာလို့လဲဆိုတော့ Helium ဓာတ်ငွေ့လုံးဝမဝင်နိုင်အောင်ကိုလုံခြုံလုံးလို့ပါပဲနောက်တစ်ခုကတော့6105 Captain Wood လို့လူသိများတဲ့နာရီပါဗီယက်နမ်စစ်ပွဲအတွင်းအမေရိကန်စစ်သားတွေဝစ်ဆင်ခဲ့ကြတယ်ဈေးသက်သာပြီးတောတောင်တွေထဲမှာခံနိုင်ရရှိလွန်းလို့ပါအာကာသကိုလည်းမမေ့သင့်ပါဘူး1983မှာအာကာသယာဉ်မှူး William Pogge ဟာစကိုင်းလာကိုသွားတဲ့အခါသူ့ရဲ့ကိုယ်ပိုင်စီးကော6139နာရီကိုအာကာသဝတ်စုံအိတ်ကတ်ထဲခိုးထည့်သွားခဲ့ပါတယ်သူအာကာသထဲမှာအဲ့ဒီနာရီကိုဝတ်ခဲ့ပါတယ်နှစ်ပေါင်းများစွာကြာအောင်စင်ကုမ္ပဏီကပထမဆုံးအာကာသရောက် automatic chronograph လို့ထင်ခဲ့ကြပေမဲ့ဓာတ်ပုံမှတ်တမ်းတွေအရဖောက်ကင်နဲ့သူ့ရဲ့အဝါရောင်စေကုနာရီကသာပထမဆုံးဆိုတာသက်သေပြနိုင်ခဲ့ပါတယ်ကျွန်တော်တို့ mechanical အကြောင်းပြောခဲ့ပြီး quartz အကြောင်းပြောခဲ့ပြီးဒါပေမဲ့စေကသမိုင်းရဲ့အထုပ်ထိပ် Holy Grail ကတော့ဒီနှစ်ခုကိုပေါင်းစပ်ခြင်းပါပဲ1989မှာရက်ရှိကဇီဝခန်းဆိုတဲ့အင်ဂျင်နီယာလေးကအိမ်မက်တစ်ခုမှတ်ခဲ့တဲ့ဓာတ်ခဲမလို့တဲ့ဆက်သွားနာရီရဲ့ဝိညာဉ်နဲ့ quartz နာရီရဲ့တိကျမှုကိုပေါင်းစပ်ခြင်းခဲ့တာပါထာဝရနာရီ The Everlasting Watch လို့သူနာမည်ပေးခဲ့တယ်။ idea ကတော့ mainspring တံပတ်ကနေလျှက်စစ်အနှဲငယ်ထုတ်ပေးမယ်အဲ့ဒီလျှက်စစ်က quartz ကိုလဲပတ်စေပြီးဂီယာတွေကိုထိန်းချုပ်မယ်။တစ်ချက်သွားတဲ့အတန်မရှိတော့ဘူး။တိတ်ဆိတ်ငြိမ်သက်ပြီးချုံးမွေ့စွာသွားနေမဲ့ဒုတိယတန်း second hand ပေါ့။ကြားရတာမဖြစ်နိုင်ဘူးလို့ထင်ရတယ်။တကယ်လဲနှစ်ဆက်လောက်မဖြစ်နိုင်ခဲ့ပါဘူး။ရှေ့ပြေးပုံစံ prototype ပေါင်း600လောက်လုပ်ခဲ့ရတယ်စီမံကိန်းရက်လိုက်ပြန်လုပ်လိုက်နေပေါ့ဒါပေမဲ့ခရင်ကအရှုံးမပေးခဲ့ဘူးနောက်ဆုံး1996ခုနှစ်စိတ်ကူးစတင်ပြီး28နှစ်အကြာမှာတော့ Spring Drive ကိုမိတ်ဆက်နိုင်ခဲ့ပါတယ်ဒါဟာကမ္ဘာပေါ်မှာဒီတစ်မျိုးပဲရှိတဲ့ဆက်ရနေရပါစီးခုနှစ်ပေါင်း100ကျော်လေ့လာခဲ့တဲ့ပညာရပ်နှစ်ခုရဲ့ပြီးပြည့်စုံတဲ့ပေါင်းစပ်မှုပါပဲဒီနေ့ခေတ်မှာတော့စီးကုံဟာအေယာမလုပ်ငန်းစုကြီးဖြစ်နေပါပြီ2019မှာ Grand Seiko ကိုတီးတန့်တစိမ့်အဖြစ်ခွဲထုတ်လိုက်ပြီး Rolex လို့ Omega တို့နဲ့တန်းတူရှင်ပြိုင်နေပါတယ်။ Kintaro Hattori မှာစောင်းဘုတ်တစ်ခုရှိပါတယ်။သူများထက်အမြဲခြေတလန်းသာစေရမည်။ Always one step ahead of the rest of it. နှစ်လမ်းမဟုတ်ပါဘူးတလန်းတည်းပါ။ဘာလို့လဲဆိုတော့အယမ်းမြန်လွန်းရင်လူတွေလိုက်မမီနိုင်ဘူး။ဒါပေမဲ့အဲ့ဒီတလန်းကိုနှစ်ပေါင်း140လုံးပုံမှန်လှမ်းလာတဲ့အခါနောက်ဆုံးမှာတော့ဘယ်သူမှလိုက်မမီနိုင်တဲ့နေရာကိုရောက်သွားပါတော့တယ်။